ကဲကျွန်တော်တယောက်တည်းအစဲခံနေရတာအနေအဆင်မပြေတော့နှစ်ယောက်မြအစဲခံရအောင်ကောင်းပါလေကျွန်တော်လည်းဟိုဘက်ကစဲခံနေအစဲတွေရောင်းစားလို့ပတ်စံရရင်ခင်ဗျားနဲ့ကျွန်တော်တို့ချမ်းသာနေလောက်ပြီမှန်ပါခေါင်းစဉ်လေးတစ်ခုပြောအောင်ဗျာမနေ့ကစပြီးတော့ hot နေတဲ့ခေါင်းစဉ်လေးပေါ့ဟုတ်ကဲ့ CDN ဆရာဝန်တွေကပြန်ပြီးတော့လှုပ်လှုပ်ချင်တယ်ဆိုပြီးတော့တနာခန္ဓာတင်တယ်လို့ကြားတယ်အဲ့ဒါကိုဒီဘက်ကလူတွေကလည်းလက်မခံစေချင်ဘူးလက်ခံခြင်းနဲ့အတိုင်းဝိုင်းလည်းလက်ခံစေချင်တယ်အဲ့ဒီပုံမှာခင်ဗျားဘာမြင်လဲကျွန်တော်အမြင်တွေကတော့အများကြီးပြောခဲ့ပြီးပါပြီဟောဒါပေမဲ့မေးတော့လည်းထပ်ပြောရတာပေါ့ဗျာပြောရရင်တော့စောက်ရှက်မရှိတဲ့လူနဲ့စောက်မဲ့မရှိတဲ့လူတွေလာတွေ့နေတာဟုတ်ကဲ့ဗျဆရာဝန်ဆိုတဲ့လူတိုင်းကသူတို့ယုံကြည်ချက်နဲ့သူတို့စီဒီအန်လုပ်သွားတယ်လူနာတွေတီးတီးကြီးကြီးဟုတ်လားဆရာဝန်တွေရဲ့ဘယ်လိုပြောမလဲပြဋ္ဌာန်းချက်တွေတော့မှပြစ်ပေးပြီးတော့သူတို့ဆွန့်ခွာသွားတာဟုတ်ကဲ့ဒီသူတွေပေါ်မှာရက်ဆက်သွားတာဟုတ်ကဲ့ကာလကလည်းနည်းနည်းတော့မဟုတ်ဘူးဗျာ၄နှစ်ကျော်သွားပြီဟုတ်ကဲ့အခုကြာမှဘာလို့ပြန်ဝင်နေတာဟုတ်ကဲ့ရိုးရိုးသားသားအမားကိုတိလို့ပြန်ဝင်နေတာလဲဒိုဒီမို့ပြစ်ပေါ်နေတဲ့နိုင်ငံရေးစီရေးအနေထားတွေရသူတို့ဘက်ကအချိန်ကြီးမလာတော့ဘူးဆိုတော့တိလို့ပြန်ပြီးတော့ဘက်ကူးလာတာဒါတွေကကျွန်တော်တို့ကအများကြီးစဉ်းစားဟုတ်ကဲ့ဗျနောက်တစ်ချက်ကဘလောက်စိတ်ချယုံကြည်ရဟုတ်ကဲ့ဗျဒါကျွန်တော်ကအခုနေတာကနတ်ဆက်ကအနေနဲ့လည်းလက်ခံတယ်လို့အဖြေမထွက်သေးပါဘူးသူတို့လည်းစဉ်းစားသေးပါဟုတ်ကဲ့ပါဗျလက်ခံပြီးလို့ရှိရင်တော့ထပ်ပြီးမေးရမှာပဲပြည်သူတွေတနက်နဲ့သေးနေတာအားမရသေးလို့အဲ့နဲ့သေးအောင်ထက်လောက်တာလားမေးမှာကျွန်တော်အားမရတဲ့မေးမှာဒါပေမဲ့ဒီမေးခွန်းကဒီချိန်ကတော့မလိုအပ်သေးဘူးလက်ခံရင်တော့ကျွန်တော်တို့မေးရတော့ကျွန်တော်ဖတ်ဘူးတာကတော့ဗျာအကြမ်းမြင်ပြောရရင်ဆရာဝန်ဆိုတဲ့လူတန်းစားသူတို့ဘွဲယူတဲ့အချိန်မှာတစ္ဆာဆိုကြရန်သူပင်ဖြစ်လင်ကစားမှန်ပါတယ်ဗျာသူတို့ဆေးကုပေးရမယ်ဆိုတဲ့ဟာလေးရှိတယ်ဗျာမှန်တာပေါ့နောက်တော့ကျွန်တော်သိရတဲ့လောက်ကကိုဗစ်တက်ဝေးမှာဆိုရင်တက်ဝေးကြောင့်သေရတဲ့လူနာအရေအတွက်တဲ့ဆိုင်ရင်ဆရာဝန်မရှိလို့သေသွားတဲ့လူနာအရေအတွက်ကများတယ်လို့ကြားတယ်ဗျမှန်ပါတယ်ဘာလို့လဲလူနာတွေကကုသမှုခံယူနေရလို့ရှင်စိတ်တက်ကအများကြီးတက်ကြွတယ်ဟုတ်ကဲ့ဗျကုသမှုမခံယူရတဲ့အတွက်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးတော့စိတ်ကြပြီးတော့သေးကုန်ရတဲ့လူအများကြီးပါဟုတ်ကဲ့ဒါကကျွန်တော်တို့ကကိုဗစ်တစ်ခုပဲကြည့်နေလို့ကိုဝင်သေးဒီကလေးတငယ်ဒီအရေးပေါ်ဖြစ်နေတဲ့လူနာတွေအားလုံးဒီပါအသက်ဆုံးရှုံးခဲ့ရတာဒီဆရာဝန်တွေရဲ့ရက်ဆက်ရုံးမှမှုကြောင့်လို့ပဲကျွန်တော်တို့ပြင်းပြင်းထန်ထန်ပြောရမှာဟုတ်အဲ့ဒါကိုကျွန်တော်လည်းအပြည့်အဝထောက်ခံပါတယ်ဆိုတော့ခင်ဗျားပြောတော့တဲ့အထက်မှာကိုမောက်ကိုတီးလို့လားနိုင်ငံရေးအခြေအနေကြောင့်လားဆိုအမားကိုတီးတာတော့မဖြစ်နိုင်ဘူးဗျာဘာကြောင့်အမားကိုတီးမယ်ဆိုရင်တို့ပညာတတ်လူတန်းစားဖြစ်တဲ့အတွက်အမားဆိုတာ3လတွင်းလည်းတီးနိုင်တယ်6လတွင်းလည်းတီးနိုင်တယ်တီးကြတာပေါ့တီးနိုင်တယ်ဗျာတီးကြတာပေါ့ဗျာ4နှစ်လောက်ထိစောင့်เสียမလိုပါဘူးဟိုဒီအချိန်တွေရောက်မှပြန်ပြီးတော့အလုံးလုံးပေးရစီလို့အတနာခံပြီးပြန်ဝင်လာတာဟာနိုင်ငံရေးအခြေအနေကြောင့်ပါဒီလိုပဲသုံးသပ်ပါတယ်ကျွန်တော်လည်းဒီပြည်သူတွေပေါ်ကိုလူနာတွေပေါ်ကိုတိုင်းပြည်ပေါ်ကိုအစိုးရပေါ်ကိုရုပ်ရုပ်မှန်မှမိုက်မိုက်ရိုင်းရိုင်းလှုပ်သွားတဲ့ဒီလူတန်းသားတွေကိုပြန်လက်ခံလိုက်ရင်ငကိုတွေကတိုင်းပြည်ပေါ်မှာလူနာတွေပေါ်မှာပြည်သူတွေပေါ်မှာတစ္ဆာရှိသွားနေခဲ့ကြတဲ့စေဝတ္တန်လောကမှာရှိတဲ့ဆရာဝန်တွေဆရာမတွေနတ်တွေသူတို့တွေအတွက်လည်းအနေတော့မကင်းဘူးလို့ကျွန်တော်ထင်တယ်ဗျခုတတိကိုမကင်းပါဘူးဒီကောင်นี่မဝင်သေးဘူးအရင်ကဝင်ငယ်ပြီးသားပုံကိုယ်တွေရှိတယ်အဲ့အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာကိုခုချိန်ကြီးကမ်းနေရစေဒါတွေကလူကြီးတွေကလည်းမသိချောင်စောင်းနေကြတယ်ဟုတ်ကဲ့ဗျဆေးရုံတွေမှာလိုက်မေးကြည့်ပါတယောက်ချင်းဟုတ်ကဲ့ဗျအဖြေတွေထွက်လာပါလိမ့်မယ်ကျွန်တော်တို့ကဘာကြောင့်ဒီလိုပြောလဲဆိုကျွန်တော်တို့ဒီမှာရင်လားဖွင့်တဲ့လူတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဗျနန်းစီစီကနေဟုတ်ကဲ့ဒီလိုဖြစ်နေပါပြီဟိုလိုဖြစ်နေပါပြီနဲ့ညောင်များစွာလာပြောကြပါဟုတ်ကဲ့ပါဒါတွေကိုကြည့်ချင်းအပြင်သိနိုင်ပါတယ်အဲ့တော့ဒီအုပ်စုကြီးထပ်ပြီးပေါင်းလိုက်မယ်ဆိုရင်ဆေးလောကတစ်ခုလုံးကသူတို့ချီပွားအောင်ပြပြမှောက်အောင်ပါတက်ပြီးတော့ဟုတ်ကဲ့ပါဗျအဲ့တော့ဒီကုန်းချုံးအောင်မယ်ဆိုရင်အခုဒီဆရာဝန်တွေစီဒီအန်ဆရာဝန်တွေလုပ်ငန်းခွင်ပြောင်းလဲဖို့အတနာခံတာတင်တဲ့ကိစ္စကိုတမတော်ချစ်ခင်ဝင်းရံလေးသားထောက်ခံတဲ့သူတွေရဲ့မျိုးချစ်တွေရဲ့ကတော့လုံးလုံးသဘောမတူဘူးလို့သုံးသပ်လို့ရတယ်99%သဘောမတူပါဘူးဟုတ်ကဲ့ပါကျွန်တော်သိတဲ့တော့ပါဟုတ်ကဲ့ပါဟုတ်သဘောတူလိုက်ရင်လည်းအပြူသဘောတော့စောင့်မှာမဟုတ်ဘူးဗျမစောင့်နိုင်ပါဘူးတို့တွေလောက်ရကလေစောင့်နိုင်ပါဟုတ်ကဲ့ပါကျွန်တော်တို့ညီကိုနှစ်ယောက်ကဆွေးနွေးပွဲလေးကိုဒီနေရာမှာပဲရန်နာဖို့ပြုပါသူကတော့ကိုရွှေမျိုးဝင်ပါဗျာကျွန်တော်တော့မင်းဟုတ်ဆိုဖြစ်ပါတယ်ခင်ဗျာ